အားလုံးပဲမင်္ဂလာပါကျွန်တော်တို့မြန်မာ Neutralite Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကတော့ဒါကျွန်တော်ဝယ်လာတဲ့ဒါကျွန်တော်တို့ဘာပြီးတော့အစိမ်းစားရတယ်ငါဘာငါနော်အစိမ်းစားရတယ်ငါပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်250 gram ပါတယ်ကျွန်တော်တို့ဒီဂျပန်တို့ဘာလို့မှဆိုလို့ရှိရင်ဒါ sushi ဟောပေါ့salmon ငါလို့ပြောတာပေါ့နော်ဒီ salmon ငါကိုကျတော့ဒီပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါလေးကိုဖွင့်ပြီးတော့အစိမ်းနဲ့ပေါ့နော်အခြေနဲ့တို့စားတယ်အချို့ကကျတော့ကျွန်တော်တို့ဒီငါးတွေကိုဘာနဲ့စားလဲဆိုရင်ဒီအခြေနဲ့တို့စားတယ်လို့အချို့ကကျတော့ ogak ကလေးတွေလုပ်ပြီးတော့စားကြပါပေါ့နော်အစိမ်းစားကျွန်တော်တို့ဒီနေ့ဒါဒီငါးကိုကျွန်တော်ချက်မှမဟုတ်ဘူးကျွန်တော်ဘယ်လိုလုပ်စားမလဲဆိုတော့စားမဲ့ပုံစံကကျွန်တော်ဒီနေ့တော့ကျွန်တော်ဒီငါးလေးကိုကျွန်တော်ခုဖောက်ပြီနော်ကျွန်တော်ခုတော့ဒီမှာတောက်ဝယ်လာတယ်ငါးတော်ကြီးရနော်တော်ကြီးတယ်စီလေဒီ250 gram မှကျွန်တော်တို့ဘယ်လောက်ပဲပေးရ1900လောက်ပဲကြတယ်မှာအဲ့တော့ကျွန်တော်ဒီငါးကိုဘာလုပ်မလဲဆိုလို့ရှိရင်အိုးရမ်းမှာပဲစားစနွင်းစားလေးနဲ့ကတ်မယ်ဗျာနော်စားလေးနဲ့ကတ်မယ်ကတ်ပြီးသွားရင်ကျွန်တော်ဒီအိုးရမ်းမှာဒီတန်းအိုးဖို့ပေးမယ်နော်အတုံးလိုက်ပဲပေးလိုက်မယ်ဗျာနော်ကြီးတယ်နော်ကြီးရတာကိုတို့ကတော့အစင်းစားတယ်ကျွန်တော်အိုးရမ်းမှာပဲစားစနွင်းနေလိုက်စားတဲ့ချုံမလို့နေလိုက်နေပြီးတော့လို့ရှိရင်ဒီတန်းအိုးဖို့ပဲကတ်ပြီးတော့ဒီတိုင်းစားကြည့်မယ်ဗျာနော်ဒါမှမဟုတ်လေအပူကတ်ပြီးတော့မှပဲဒီဥပပြီးတော့မှပဲကျွန်တော်တို့စားနေလိုက်တာကောင်းမှချင်းတယ်နော်အဲ့တော့ကျွန်တော်တို့ဒါလေးကိုကျွန်တော်ဒီနေ့ချက်ကြည့်မယ်နော်ဘယ်လိုပုံစံမျိုးဖြစ်သွားမလဲဆိုတာကျွန်တော်တို့တူစောင့်ကြည့်ရအောင်နော်အဲ့ကျွန်တော်တို့ပထမဆုံးပြီးဖွင့်ပြီးတော့ဘိုးထဲမှာပူချင်းတစ်ခုပြီးပြီးတော့သူစောင့်ကြည့်မယ်အဲ့တော့ကျွန်တော်ဒီမှာတော်ကြည့်ရနော်တော်ကြည့်တယ်ပြရနော်ပြတယ်တော်ကြည့်တယ်အဲ့ကျွန်တော်စောင့်ကြည့်မယ်နော်ဒါလေးကဘယ်လောက်ပြရလဲဆိုကျွန်တော်တို့မြန်မာငွေနဲ့ဆိုလို့ရှိရင်တော့1900 2000လောက်ပဲကျတယ်နော်အဲ့ကျွန်တော်ပထမဆုံးဆိုလို့ရှိရင်တော့ကျွန်တော်ချိုလေးနည်းနည်းဖြန်းမယ်နော်ချိုလေးနည်းနည်းဖြန်းပြီးသွားရင်ချိုလေးနည်းပြီးမယ်ပြီးရင်ကျွန်တော်ငန်တက်ကလေးနည်းနည်းရောက်အောင်လို့ကျွန်တော်စားလေးနည်းနည်းပြီးမယ်နော်စားလေးနည်းပြီးကျွန်တော်ဒီတိုင်းမကင်ဘာမှမလုပ်ပြဒီတိုင်းပဲဟောတော့တိုင်းစားစနစ်နေပြီးတော့နော်ကျွန်တော်ပြောတယ်ဟိုနေ့တော့ကျွန်တော်တယောက်လာပြောတော့နော်အဖိုးလည်းလက်အိမ်မတုံးတာဒါကျွန်တော်ကိုယ့်ဘက်တော့အိမ်မှာစားတယ်ပဲစားတဲ့ဟာလေးကျွန်တော်လုပ်တဲ့ဟာလေးကိုကျွန်တော်မျှဝေပြီးရဆိုတဲ့အတွက်ကျွန်တော်တိတ်မတုံးဘူးဥပူတယ်နော်အငွေ့လေးတောင်ထွက်တယ်နော်ပူရှင်ရှိတယ်ကျွန်တော်ဒီဘက်လာထည့်ကြက်လာမကြက်လာတော့ကျွန်တော်စောင့်ကြည့်ရနော်ဒါလေးဘာမှမပါဘူးနော်ဒါအပူလေးပဲအိုကကပုံစံမျိုးလေးပုံမှန်ဆိုရင်တော့သူတို့ကအစိမ်းစားကြတာဗျအဲ့လိုအချင်းနဲ့အစိမ်းစားကြကျွန်တော်တော့အစိမ်းမစားအိုကတင်းပုံစံလေးကတ်မယ်ကတ်ပြီးသွားရင်အဲ့ဒါလေးကိုကျွန်တော်တို့စားကြည့်နော်ကြီးရနော်ကျွန်တော်အကောင်ပြေးရလို့ပြောမှာဆိုနော်အကြောင်းတစ်ပြေးပြောင်းလာတုံးလေးတုံးသိမ့်လားဒါမှမဟုတ်ဘယ်လိုချက်သိမ့်နေတော့မသိဘူးဗျာနော်ကျွန်တော်လည်းဒါပုံမှန်တော့ချက်လိချက်တာမရှိဘူးဒီနေ့ကျမှကျွန်တော်ဝယ်လာနော်ဟိုဒါဆိုဒါလေးကိုဒီတိုင်းပဲအိုးကက်ကလေးကျွန်တော်ပြီးလိုက်ပြီးတော့အဲ့တန်းလေးပဲ7မိနစ်တပြားရိုက်စားပြရိုက်ပြီးတော့ဒီတိုင်းအပူပြီးတဲ့ပုံစံလေးပါစီထဲ့အောင်လားဆိုစီနဲ့ထည့်လိုက်ရင်စီကြော်တို့ဖြစ်သွားမှာလေဟုတ်တယ်မလားစီမကျော်တော့မဖြစ်အောင်ဒီလေးပြီးကြည့်လိုက်နော်ပုံမှန်တော့စားတော့ဆိုင်နေမှာဆိုလဲဈေးကြီးရဗျာဟုတ်တယ်ဈေးကြီးရသူ့ကိုဆယ်မွန်ငါဆိုသူပုံမှန်တော့အစိမ်းစားကြတာဗျာနော်ကျွန်တော်တော့အစိမ်းမစားချောင်းလိုက်ကြည့်ပဲဒါယူကျွန်တော်ပြီးရင်အခြေနဲ့တို့မယ်ဗျာဒါမှမဟုတ်မိတ်ဆွေတို့မှာတော့ဒီပဲငပြာကြီးလိုဟာမျိုးပြာကြီးအနောက်ရှိရဆိုလို့ရှိရင်တော့လေဒါမျိုးနဲ့နော်ဒါမျိုးနဲ့တစ်ချက်စားကြည့်ကြအောင်နော်သူ့စီနဲ့သူပြန်ကြော်နေလားမသိဘူးเนาะပုံစံကြည့်ရလေเนาะသူ့စီနဲ့သူပြန်ကြော်နေထင်တာပဲလောက်ဆိုရင်ကြက်ပြီလားမသိဘူးလေเนาะစီထွက်တဲ့ပုံစံရှိဒါမှရေကောင်ကစီတယ်နော်ပေါက်တယ်နော်ခေါ်ရမဟုတ်ဘူးစီရပေါက်တယ်စီရပေါက်ဟုတ်တယ်ဒီစီရ
ဒီဟိုကနေရောသူအစီရโอเคအဲ့ဆိုကျွန်တော်ဒါကိုဒီတိုင်းတစ်ခုနဲ့ပြီးပြီးတော့စားချင်နော်ဒီနော်အလုံးကျေးဇူးတင်ပါတယ်နော်ကျွန်တော်စားတဲ့အချိန်ကျမှကျွန်တော်ပြန်ပြီးတော့ငါပါ